ကျွန်တော်ဒီနေ့အားလုံးကိုခွန်အားပေးခြင်းနဲ့တံပိုက်ကတော့ရှင်မတဲ့ခရစ်ဝင်ကြအခန်းကြီး7အပိုင်းငယ်28ထက်ကဖြစ်ပါတယ်။ဝင်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလော့။ငါသည်ချမ်းသာပေးမည်။ဖတ်တော်ရဲ့ဒီနှုတ်ကပတ်တော်အားဖြင့်ဂျာနာသူအားလုံးပေါ်မှာဖျားသခင်ကောင်းချီးပေးပါစေ။ဒီနေ့သခင်ယေရှုကယုံကြည်သူအားလုံးကိုဗာပြောလဲဆိုတော့ဝင်လေးပြီးတော့ပင်ပန်းတဲ့သူအားလုံးနဲ့ငါထံကိုလာကြပါဆိုပြီးတော့ပြောနေတာဖြစ်တယ်ကျွန်တော်တို့ကိုအချီးနှီးတက်နဲ့သူကတော့ခေါ်နေတာတော့မဟုတ်ပါဘူးသူကဘယ်သူတွေကိုခေါ်တယ်လဲဆိုတော့ဝင်လေးပြီးတော့ပင်ပန်းနေတဲ့သူတွေဖြစ်တယ်အဆင်ပြေတဲ့သူတွေလာကြပါလို့မပြောပါဘူးဝင်လေးပြီးတော့စိတ်ပင်ပန်းနေတဲ့သူတွေနော်ကျွန်တော်တို့ရဲ့မိသားစုအရေးနော်ငွေရေးကြေးရေးလူမှုရေးအရေးဟူသမျှရဲ့ဝင်နေကျွန်တော်ထမ်းနေရတဲ့အခါမှာအရန်ကိုပင်ပန်းနေကြတာဖြစ်တယ်။ဒါကြောင့်ဒီလိုမျိုးကျွန်တော်တို့ပင်ပန်းနေတဲ့သူတွေအားလုံးနော်ကျွန်တော်အားလုံးကိုသခင်ယေရှုကခေါ်နေတာဖြစ်ပါတယ်။အစဉ်ပြေတဲ့သူတွေနော်စားနိုင်တောင်းနိုင်တဲ့သူတွေဆိုပြီးတော့ဘုရားကမပြောပါဘူး။ဝင်လေးပြီးတော့ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလော့ဆိုပြီးတော့သခင်ယေရှုကခေါ်နေတာဖြစ်ပါတယ်။နော်ဒီလိုမျိုးကျွန်တော်တို့ကိုနော်ဝင်လေးပြီးတော့ပင်ပန်းနေတဲ့သူတွေဝင်ထုတ်ဝင်ပိုးတွေလေးလံပြီးတော့စိတ်ပင်ပန်းနေတဲ့သူတွေနော်ခန္ဓာကိုယ်ပင်ပန်းနေတဲ့သူတွေအားလုံးကိုခရစ်တော်ကခေါ်နေတာဖြစ်ပါတယ်။နော်ဒါကြောင့်ဒီနေ့ဒီလိုမျိုးခေါ်နေရတဲ့အကြောင်းတရားကတော့အချီးနီးတော့မဖြစ်ဘူးဆိုတာသိချတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူကဒါနဲ့ပြီးသွားလားလာကြလို့ဆိုတာနဲ့ပြီးသွားလားဆိုတော့မပြီးသေးဘူး။ပါဆက်ပြောလဲငါဒီချမ်းသာပေးမယ်လို့ပြောတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့သူကအချီးနီးနဲ့ကျွန်တော်တို့ကိုခေါ်နေတာမဟုတ်ဘဲနဲ့ဒီလိုမျိုးကျွန်တော်တို့အတွက်လေးလံနေတဲ့ဝင်ထုတ်ဝင်ပိုးတွေကိုပေါ်ပါစေဖို့เนาะကျွန်တော်တို့ရဲ့ပင်ပန်းနွမ်းရှိနေတဲ့အရာတွေစစ်ပင်ပန်းနေတဲ့အရာတွေခန္ဓာကိုယ်ပင်ပန်းနေတဲ့အရာတွေအားလုံးပါเนาะကျွန်တော်တို့အားလုံးဒီအရာတွေကိုเนาะပြေပြောက်စေဖို့ရအတွက်သူကခေါ်နေတာဖြစ်တယ်ဒါကြောင့်ငါဒီချမ်းသာပေးမည်ဆိုတာကဒီဝင်ထုတ်ဝင်ပိုးတွေအားလုံးနေထဲကနေသင်တို့ကပေါ်ပါစေမယ်ဆိုပြီးပြောတာဖြစ်တယ်နောက်တစ်ဆက်တည်းမှာပဲကျွန်တော်ဆာလံနံပါတ်39ခုမြောက်သောဆာလံပိုက်ငယ်9ထဲမှာကျွန်တော်ပါတွေ့ရလဲကိုမှုရကိုထရဖြတ်နဲ့အလော့ကိုတော်ကိုကိုးစားလော့သူပြုလေစီရင်တော်မူမည်တဲ့ဒီနေ့ကျွန်တော်တို့မှာအမှုအရာတွေအများကြီးနေ့စဉ်တိုင်းမှာကြုံနေရတယ်ကျွန်တော်တို့မိသားစုနဲ့ဆိုင်တဲ့အမှုရာတွေငွေရေးကြေးနဲ့ဆိုင်တဲ့အမှုရာတွေပညာရေးနဲ့ဆိုင်သောအမှုရာတွေကျွန်တော်တို့အနာဂတ်မှာကျွန်တော်ပါလို့ရမလဲဆိုတဲ့အမှုရာတွေမှုပေါင်း16000နဲ့ကျွန်တော်ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်တယ်။ဒါကြောင့်ဒီလိုမျိုးအမှုရာတွေကျွန်တော်အားလုံးကိုဘုရားသခင်လက်တော်ထဲမှာအနံ့ဖွင့်ရအတွက်ဒီနေ့ဖိတ်ခေါ်နေတာဖြစ်ပါတယ်။နော်ဒါကြောင့်ကျွန်တော်မှာသိငယ်တဲ့မှုဖြစ်စေကြီးမားသောအမှုဖြစ်ပါစေထိုဘုရားသခင်ထံမှာအနံ့တော်သူဖြစ်ကြရအောင်။နော်ဒါဆိုရင်ဘုရားကဒီနေ့ကျွန်တော်ကိုပြောလဲဒီလိုမျိုးအနံ့တဲ့အခါမှာရိုးရိုးတန်မာနဲ့နော်ကျွန်တော်အနံ့ခြင်းမျိုးမဟုတ်ဘဲနဲ့ကိုးစားခြင်းလို့ပြောတဲ့နေရာမှာသူ့ကိုယုံကြည်မှုအပြည့်အဝနဲ့နော်ဒီဖခင်ကတတ်နိုင်ပါတယ်ဆိုရက်ယုံကြည်မှုအပြည့်အဝနဲ့ကျွန်တော်ကအနံ့ရမှာဖြစ်တယ်ဒါကိုတော်ကိုကိုးစားလို့ဆိုတာကဒီနေရာမှာဒါကိုပြောတာဖြစ်ပါတယ်နော်ဒါကြောင့်ဒီနေ့ဘုရားသခင်ထံမှာကိုယ့်ရဲ့အမှုအရာတွေအနံ့တဲ့အခါမှာကိုယ့်ရဲ့ဝင်ထုတ်ဝင်ပိုးလေးလံနေတဲ့ဝင်ထုတ်ဝင်ပိုးတွေပင်မနှွမ်းရည်စေတဲ့အရာတွေအားလုံးကိုထိုဘုရားသခင်ထံမှာကျွန်တော်သွားပြီးအနံ့ခြင်းဖြင့်ခြာထားလိုက်တဲ့အခါမှာဘုရားသခင်ကသူ့ရဲ့ဂတိတော်အတိုင်းဘုရားသခင်ကကျွန်တော်တို့ခြာထားသမျှဝင်နေအထားသမျှအမှုအရာတွေအားလုံးကိုတာဝန်ယူဖြည့်ရှင်သွားမယ်ဆိုတာကိုအားလုံးကိုအားပေးချင်တာဖြစ်ပါတယ်။အရောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ။